လက်ဆောင်ရတဲ့ hair mask ကိုတဲ့မသုံးတတ်လို့ဆိုလို့ဒီဗီဒီယိုလေးမှာတခါတည်းသုံးပြပေးသွားမယ်ရှင်ပထမဆုံးချူမီတို့ကခေါင်းလျှော်မယ်ဆိုမဖြစ်မနေ hair treatment ဝိုင်းလိုင်းထားပေးဖို့လိုတယ်လိုင်းမိပြီဆိုတာနဲ့ချူမီတို့တစ်နာရီလောက်နေစပြီးချော်တော့မယ်ပေါ့နော်ကိုချော်မဲ့ကိုအသုံးပြုမဲ့ခေါင်းလျှော်တွေကိုချူမီတို့ရေလေးနဲ့အရင်ဖြော်ထားမယ်ချူမီကတော့ဒီ hair queen ကထုတ်ထားတဲ့ဒီ dust shampoo ကိုရေဖြော်ထားပါတယ်ပြီးရင်တော့စပြီးချော်ပါတော့မယ်ဒီနေ့မီးမလာလို့ရေချိုးခိုင်းလေးလည်းဝင်လို့မရပါဘူးမှောင်ပြီးတော့ပူလောင်အိတ်ဆက်နေပါတယ်အဲ့တော့အလင်းရောင်လည်းမရှိတော့ဒီမှာတခါတည်းအပြည့်မှာပဲချော်ပြလိုက်တယ်ချူမီတို့ခေါင်းလျှော်ပြီးပြီဆိုတာနဲ့လုံးဝဒီ shampoo တွေပေါ့နော်လုံးဝပြောင်းတလင်းခါအောင်ရေဆေးပြီးပြီဆိုတာနဲ့ကဲလာပါပြီရှင် hair mask စတော့ဝါပါတော့မယ် hair mask ဆိုတာကပေါင်းစေးသဘောတရားပဲဒီဆန်သားပြက်စီးနေတဲ့သူတွေဆန်သား6အစီအနှိမ့်တွေ6ကတ်နေတဲ့သူတွေအတွက်ကိုသုံးပေးရပါမယ်ဒီမှာကြည့်လိုက်ချူမီဆိုလို့ရှိရင်အခုစပြီးလိမ့်ပါပြီဒီဟာဆိုလို့ရှိရင်ဥယျာဉ်ပြောင်းကိုလုံးဝမထိရဘူးဆန်သားအဖျားပိုင်းအလဲပိုင်းကိုအဓိကလိမ့်ထားရမယ်လိမ့်ထားပြီးဆိုတာနဲ့9မိနစ်လောက်ပဲပေါင်းထားလိုက်ပြီးရင်စပြီးတော့ရေဆေးချပါတော့မယ်အမလီဆန်သားလေးကအီဖတ်တုံခါတော့ဆိုင်လောင်သွားကြမလို့ပဲနဲ့ဒီလိုအီဖတ်လေးရတာဒီ hair mask ကချူမီတို့မရောဘူးเนาะဒီအထုပ်လေးတွေကလေလက်ဆောင်ပေးတာ6ရောက်စာပဲရပါတော့မယ်ချူမီလက်လွန်ကျက်သွန်ဖြစ်သွားတယ်ဒီ mask တလားလုံးပေးတာပေါ့နော်ဒါပေမဲ့လာကုန်တဲ့ဒီပေးတယ်ဆိုပေမဲ့လည်းချူမီတို့6ရောက်စာပဲရတော့မယ်ပေါ့နော်ကဲမြင်ရတဲ့အတိုင်းပဲဆန်သားလေးကလေတမြင်ရှင်းစီအီဖတ်တုံခါသွားတယ်ရှင်ဒါအလကားပေးတဲ့ hair mask ကိုသုံးပြီးရတဲ့ရလန့်နော်ကဲဒါဆိုလို့ရှိရင်တော့3တန်လေးကိုတီးသွားပြီလို့ထင်ပါတယ်တတပါရှင်နောက်ဗီဒီယိုလေးမှာနောက်ဆုံး7 6သွားတဲ့ရလတ်လေးကြမယ်နော်တတ